来来下，来来下。来够来来下喽！先喽，先第二位，哎呦，第二位排位这个。မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစေအုပ်စုနဲ့ပြူစော်ဒီအင်အား40ခန်းနဲ့အထိုင်ချတက်ဆွဲထားတဲ့ရီလာလီပြူစော်ဒီစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့ပြီးပြူစော်ဒီတွေအပါအဝင်လက်နက်ခဲယမ်းတွေကိုတင်စီရရှိခဲ့တယ်လို့အမှတ်၈စစ်ကြောင်းစစ်ကော်မရှင်ကတာဝန်ရှိသူတူကပြောပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းစေအုပ်စုနဲ့ပြူစော်ဒီ6ယောက်ကိုချိန်မုံတုတ်တင်နိုင်ခဲ့တယ်လို့ပြူစော်ဒီ9ဦးကိုလက်ရရှင်ဖမ်းမိခဲ့ကတနက်အမျိုးသားစုံ18လက်နဲ့အတူခဲယမ်းတွေတင်စီရမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့ဆိုပါတယ်။ရေလာလေးပြူစော်ဒီစခန်းသိမ်းတိုက်ပွဲဟာတနအီခွဲကန်ကြာမြင့်ခဲ့ပြီးစုပ်အစု၄ချောင်းပြစ်ကူပေးနေတဲ့ကြားကပဲစခန်းကိုတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့ပြီးနယ်မြေရှင်းလင်းနိုင်ခဲ့တယ်လို့အမှတ်၈စစ်ကြောင်းစစ်ကော်မရှင်တာဝန်ရှိသူတူကပြောပါတယ်။ကျွန်တော်တို့မနက်ခင်းပေါ့လေ17ရက်နေ့မနက်ခင်းမှာ6နာရီ9မိနစ်လောက်မှာကျွန်တော်တို့စတင်တယ်ပေါ့လေအဲ့မှာကျွန်တော်တို့တနာရီခွဲကြာမြင့်ခဲ့ပါတယ်ဒီအနေနဲ့ကျွန်တော်တို့တိုက်ပွဲကြာတင်နေနေပေါ့လေအဲ့မှာကျွန်တော်ရန်သူလေရင်ပစ်ကူကလည်း၄ချိန်တီလာပြီးတော့ပြစ်ခတ်တာမျိုးရှိတယ်ပေါ့လေအဲ့ဒီကနေမှကျွန်တော်တို့ကြားထဲမှာကျွန်တော်တို့ရအောင်ဝင်သိမ်းပြီးတော့ကျွန်တော်တို့နေမြေရှင်းလင်းရေးတွေကျွန်တော်တို့လုပ်ခဲ့ပါတယ်ဟုတ်အဲ့ဒီပြူစော်ဒီစခန်းကိုတိုက်ခတ်သိမ်းပိုက်နေချိန်မှာစစ်အုပ်စုကလေကြောင်းပစ်ကူအဖြစ် MI-35 နဲ့၄ချိန်ခန့်အထိလာရောက်ပစ်ကူပေးတာကြောင့်ဒေသခံပြည်သူ3ဦးနဲ့ရဲဘော်3ဦးထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်စခန်းသိမ်းတိုက်ပွဲအတွင်းပြူစော်ဒီစခန်းဘန်ကာကိုအနိကဖြိုခွင်းနေချိန်မှာရန်သူရဲ့အနိကပစ်ခတ်ခံရတာကြောင့်ကျောင်းသားဒေါ်လာရေးတပ်ဖွဲ့ SRF ကတပ်စိတ်မှုရဲဘော်တောင်မကျိုးခရဲဘော်ဟိမင်းခန့်နဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့က9မျိုးကောင်းစစ်တီစုရရဲဘော်ကိုထက်တို့ကြာဆုံးခဲ့တယ်လို့ဆိုပါတယ်။ပြူစော်ဒီစခန်းသိမ်းပိုက်ပြီးချိန်မှာနယ်မြေရှင်းလင်းရာမှာ60မမစိန်မြောက်တစ်လက် MA2 တစ်လက် MA3 တစ်လက် M2 ကာဘိုင်12လက်ရှော့ကန်3လက် 5.56 လက်လုတ်တစ်လက်ကြီးပေါက်10ပေါက်ကြီးမျိုးစုံ2000ဝန်းကျင်နဲ့ရန်သူစစ်အုံဆောင်ပစ္စည်းတွေတင်စီရမိတယ်လို့ဆိုပါတယ်။အဲဒီစကန်တိုက်ပွဲကိုပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PTO PDA နဲ့ပြည်သူ့ဒေါ်လာရေးတပ်ဦး PRF တို့တပ်ပေါင်းစုညီညွတ်ရေးကိုမျှော်ရည်ကာစုဖွဲ့တိုက်ပွဲဝင်နေတဲ့အမှတ်၈စစ်ကြောင်းကဦးဆောင်ပြီးကျောင်းသားလက်ယုံတပ်တော် SAF ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့ပကုတ်ကူခရိုင် local တရင်Kama Revolution Force တို့ကပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်တော့ဟိုနဲ့ထမင်းနဲ့ကနေညံ့စခန်းသိမ်းပါပြီမဟုတ်တော့ထိုင်လို့သိမ်းရလဲနေပါရေလာလေးပြူစော်ဒီစကန်ဟာ2021ခုနှစ်ဇူလိုင်လလောက်ကတည်းကရေလာလေးကျေးရွာရဲ့အနောက်ဘက်မှာအထိုင်ချတက်ဆွဲနေတာဖြစ်ပြီးအနီးနားကကျေးရွာတွေကိုဖမ်းဆီးလူသက်နေမိရှူရာတွေဇက်တိုက်ပြုလုပ်နေတာဖြစ်တဲ့ပြူစကန်ဖြစ်တယ်လို့ဆိုပါတယ်။စကန်သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက်မှာပကုတ်ကူတက်မှ101ကစစ်ကူအင်အားကား8စီးနဲ့ထွက်လာပြီးအနီးနားကပြူစော်ဒီစကန်တွေကနေတဆင့်ရေလာလေးကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်အနီးနားကဒေသခံပြည်သူ3000ခန့်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။